ဖျားသခင်ရဲ့ကျေးဇူးပေါ်မှာယုံကြည်စိတ်ချတဲ့လူတွေအတွက်အနာယူတဲ့သူတွေအတွက်ကျေးဇူးအောက်မှာနေတဲ့သူတွေအတွက်ဆုံးမရှင်ရှိလားရှိပါတယ်ဟေပြဲစနစ်မှာရေးထားပါတယ်ဆုံးမရှင်ကကျွန်တော်တို့ကြောက်စရာမလိုပါဘူးမဟေပြဲစနစ်တရား9ကနေ17ကိုကျွန်တော်အဓိကပြောမယ်ပေါ့လူတွေကထင်တာကြတော့ဖျားရဲ့ဆုံးမရှင်ခံရပြီဆိုရင်ဆုံးမရှင်မခံတဲ့လူတွေစောစောကောင်းဝင်ပြန်တော့ရတယ်ပေါ့ကြောက်ကြရပေါ့အဲ့ဒါဆိုဖျားရှင်ဆုံးမမယ်ဆိုရင်ယောဂဝေဒနာတွေနဲ့အက်ဆီဒန့်တွေနဲ့ဆုံးမပြီးတော့တိမ်မယ်လို့ထင်ကြတယ်မဟုတ်ပါဘူးအပြစ်ကိုယေရှုကားလိုက်မှာခံပေးပြီးသွားပြီအပြစ်လည်းမဟုတ်ဘူးနောက်တစ်ခုပါတယ်အနာယောဂနောက်တော့ပျက်စီးခြင်းဒီ၃ခုစလုံးပါတယ်အဲ့ဒါတွေအကုန်လုံးမှဖျားခင်ယေရှုခံပေးပြီးတော့ပြတဲ့အတွက်သင်ခံကြမလို့တော့ယေရှုဖျားခင်ရဲ့ဆုံးမရှင်ကအဲ့မျိုးမဟုတ်ဘူးတွင်တင်ရှင်အဲ့မျိုးမဟုတ်တရားစာလံ103မှာရေးထားတယ်တင်အပြစ်တွေအကုန်လုံးတင်ယောဂတွေအကုန်လုံးတင်ပျက်စီးခြင်းတွေအဲ့ဒီကဲတင်ပေးပြီးသားဖျားဖြစ်တယ်တရားလေးနဲ့ဖြတ်စီမဲ့ဖျားမဟုတ်ဖျားခင်ကအရန်ကောင်းတဲ့ဖျားအသက်ပေးပြီးတော့ကဲပေးထားတဲ့ဖျားကျွန်တော်အသက်နဲ့ပြည့်စုံအောင်ပို့လာတဲ့ဖျားဖြစ်တယ်အဲ့ဒါညဆုံးမတာမဟုတ်ဖျားခင်ဆုံးမတာကသူ့ရဲ့စကားအဖြစ်နှုတ်ကပတ်တော်နဲ့အဓိကဆုံးမတယ်နောက်ပြီးတော့ကိုပေနာပတ်ဝန်းကျင်လူတွေနဲ့နောက်ပြီးရင်အမျိုးမျိုးနဲ့ပေါ့ပြဿနာအမျိုးမျိုးနဲ့ circumstance ပေါ့မြန်မာလူတော့ဘယ်လိုပြောရမလဲအမျိုးမျိုးပဲထင်တာပဲနော်အမျိုးပေါ့ညနေနဲ့တွန်းတင်တာဖြစ်တယ်ဟေပြဲစနစ်6မှာဆိုရင်မိဘတော်ဆုံးမတယ်ဆုံးမခံတဲ့လူကိုမိဘတွေပြန်ယူတည်လေးစားတယ်တနေ့နားလည်လာတဲ့အချိန်မှာဒါပေမဲ့ဖျားကပါပြောထိုမြမကငါတို့ရဲ့ဖျားခင်စိတ်ဝိညာဉ်တို့အပါတို့အလိုတို့လိုက်၍မာတော့မြန်မာလူကကျွန်တော်နားမြန်မာလူလည်းဖြည့်ရှင်းမယ်တန်ရှင်းတော့နော်ပဲမှားစားမယ်အင်္ဂလိပ်လိုမှာဆိုရင်လည်း readily be in subjection much more readily မိဘတွေဆုံးမရင်တော့ပို့ပြီးတော့ယူတည်လေးစားပြီးတော့နားထောင်တာပေါ့ဖျားခင်ဆုံးမတဲ့ချိန်ညာကျွန်တော်ကဖျားခင်အတွက်ဖျားခင်နဲ့အတူတူလှုပ်ဖို့အတွက်ပို့ပြီးတော့ဖျားခင်ဘာပြောကျွန်တော်လုပ်မယ်ဆိုတော့စိတ်ဖြစ်လာတဲ့ထီအောင်ဖျားခင်လှုပ်ပြရဖြစ်တယ်ဒီကဆုံးမတွင်တင်ရှင်ခံရတဲ့တာမီအတွက်ဘာဖြစ်ဆုံးမရှင်ခံရလဲဖျားခင်အရန်ချစ်လို့ဖြစ်တယ်ချစ်တဲ့လူကိုပဲဆုံးမလာတယ်မချစ်တဲ့လူဆိုရင်ဒါသူ့တာမီမဟုတ်လို့ပဲဆိုပြီးတော့ဟေပြစနစ်မှာရေးထားတယ်အပေါ်မှာပေါ့ကိုယ့်ရဲ့အပေါ်မှာရှင်းမှာဖြိုးများကျွန်တော်ဟိုတခါလဲ highlight လုပ်ထားတဲ့ဥစ္စာတခါလဲပြောရှင်လို့ပေါ့ကိုကနေပဲစပြောလိုက်မယ်အသက်ချမ်းသာရမည်မဟုတ်လောတဲ့ဆုံးမရှင်ခံပြီးပြီးွားရင်တည်တယ်လို့မြေတော်ဒီမှာအသက်ချမ်းသာရမည်ဆုံးမရှင်ခံပြီးွားရင်အသက်ချမ်းသာရအသက်ချမ်းသာတော့မဟုတ်ဘူးဆုံးမရှင်ရတယ်တခဏတာဆုံးမပေးတခဏတာဖြစ်တယ်ဒါပေမဲ့ဖျားခင်ရဲ့ဆုံးမရှင်ကငါတို့အကျိုးကိုထောက်၍တာဆုံးမပေးမိဘတွေကကျတော့သူတို့အကောင်းဆုံးထင်တဲ့အတိုင်းသူတို့ဆုံးမပေးရဖြစ်တယ်ဒါပေမဲ့ဖျားခင်တွေကကျတော့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့အကျိုးထောက်ပြီးတော့ဆုံးမပေးရဖြစ်တယ်အဲဆိုတင်ဆုံးမရှင်ခံရရဆိုရင်ဝမ်းမြောက်လိုက်တော့ယောမ28မှာလည်းပြောတာကျွန်တော်တို့ကောင်းမှုတော့ပဲ all things work ကောင်းတဲ့ဥစ္စာတွေပဲမဟုတ်ဘူးအကုန်လုံးကအရာတိုင်းကကျွန်တော်တို့ကောင်းမှုတော့ကျွန်တော်တို့အကျိုးအတွက်ဖြစ်တယ်ဖျားခင်ပြောပြီးသားကျွန်တော်စိတ်ချဖို့လိုပဲဖျားစကားဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့ကောင်းမှုတော့ကျွန်တော်တို့အကျိုးအတွက်ဖြစ်တယ်ကျွန်တော်အကျိုးအတွက်ဖြစ်တယ်အကျိုးတွေအရန်ခံစားလာရင်မှာဒီက overflow တွေရှန်ထွက်ပြီးတော့အရန်ကျေးဇူးတင်ပြီးတော့ဖျားခင်အချိန်မှာဖျားခင်ချီးမွမ်းပြီးဖျားခင် glorifying ဘယ်လိုပြောလဲညီမတို့ဂုဏ်ပြုပြီးပေါ့ဖျားခင်မင်းငါ့ကိုဂုဏ်ပြုရမယ်ငါ့ကိုယုံတည်လေးစားရမယ်ဆိုပြီးတော့ပြောရဖျားမဟုတ်ဘူးဒီကသူ့ရဲ့ကောင်းမြတ်ခြင်းသူ့ရဲ့တွင်တင်ပေးခြင်းကြောင့်ထွက်လာတဲ့ထဲကနေခြံထွက်ပြီးတော့ဖျားခင်ချီးမွမ်းတာဖြစ်တယ်အဲ့ဒါဖျားခင်နေဦးတွေဖြစ်တယ်ဟိုမျိုးဖျားခင်မင်းဘာဖြစ်မှညာဖြစ်မှမင်းမခံနိုင်တော့မင်းစောစောပြန်ဝမ်းရမယ်ဒီလူတွေကသူတို့စောစောပြန်ဝမ်းရမှာကိုယ်လည်းကြမှာနော်သူများတွေဟိုစီရင်လူတွေကထင်ကြသူ့ဘာလို့ပြန်တော့သူ့ဘာသူ့ကိစ္စသူဖျားနေရှင်နေမယ်ကိုယ်ကိစ္စကိုဖျားနေမှန်နေဖို့ရည်ကြီးရငါဟိုဖြစ်တော့ဒီဟာဖြစ်တော့စောစောရောက်တယ်လို့တဲ့
မတွေးထားနဲ့တွေးစေရှင်ဖြောင့်မတ်ရှင်ကယေရှုရဲ့အတွေးတော်မှာမူတည်တဲ့ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့ပုံမှာမူတည်ရတင်တေရှင်းရှေ့ရှင်းရတော့ဖျားစီပုံမှာမူတည်ရတင်နဲ့မဆိုင်တင်ဟွာဖြစ်လို့ဒီဟာဖြစ်လို့စောစောပြန်ဝင်ရတယ်အမေဖျားစကားတော့ကြားနေဖို့လိုပါပေါ့ဖျားရဲ့တွင်တင်ရှင်ကိုခံရှင်တယ်ဒါပေမဲ့ဖျားစကားမကြားဘူးဆိုရင်တော့အနေများပါတယ်အဲ့တော့ဖျားစကားကြားကျန်းစာဖတ်ဒီကနေပဲလာတယ်နောက်မှမဟုတ်ရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကနေတစ်ဆင့်ဖျားပြောလိုက်မယ်အဲ့တော့တတိထားဖို့တော့လိုပဲပေါ့ငါဖျားပြောနေတာလား तू ပြောနေတာလားဖျားပြောနေပါဖြစ်ဖို့တော့များပါတယ်တင်ဖျားနဲ့ဝေးနေပြီဆိုရင်တော့ဖျားစကားအတန်မကြားတာကြားပြီဆိုရင်တော့နှုတ်ကပတ်တော်တွေနားမထောင်ကျန်းစာတွေမှာဖတ်တတ်ကြရင်ပေါ့အရှင်ကြီးတော့ဘေးကပတ်ဝန်းကျင်နဲ့ပြောတာအများဆုံးပဲနောက်ပြောရင်အတွေ့အကြုံမျိုးမျိုးကနေလာတာပေါ့ကျွန်တော်တို့ရဲ့အကျိုးတော်တာဖြစ်တာဒီကတန့်ရှင်ရှင်မိမိတန့်ရှင်ရှင်ပါရမီတော်ကိုငါတို့တွေဆက်ဆံစေခြင်းကလည်းဆက်ဆံစေခြင်းကဆိုတော့တန့်ရှင်အောင်လုပ်ပေးမယ်လို့ပြောမှာမဟုတ်တန့်ရှင်တော်သူဖြစ်တဲ့တော့တန့်ရှင်တော်သူအတိုင်းဖြစ်လာအောင်လုပ်ပေးမယ်လို့ပြောအင်္ဂလိပ်လိုမှာဆို partaker လို့ပြောI will not make you partaker of holiness လို့ပြောpartaker ဆိုတော့ဖြစ်ပြီးတာဒါမဲ့ဟိုဟာရပိုင်ခွင့်မယူတာပေါ့မတုံးမချဒါပေမဲ့တက်ရှင်းအောင်ဖြစ်လာအောင်ဘုရားခင်ကလုပ်ပေးမှဖြစ်တယ်ဆွဲထုတ်ပေးမှဖြစ်တယ်တင်အခုရှိနေတဲ့အရှိနေဘယ်လိုပဲဖြစ်နေပါစေဘုရားခင်ချစ်တယ်ဒါပေမဲ့တင်ရဲ့ potential တင်ရဲ့အစွမ်းအရေးတင်ကိုထည့်ပေးတာလည်းဥစ္စာတင်ဖြစ်ရှင်ရအများကြီးဖြစ်တယ်အရင်ဖြောက်မှတ်တော့သူတဲ့ဖြစ်တယ်တန်ရှင်တော်သူဖြစ်တယ်ဒီရဲ့ဥစ္စာကြီးဖြစ်လာအောင်ဘုရားခင်ကပြိုးထောင်ပေးမှဖြစ်တယ်သူ shape လုပ်ပေးမှဖြစ်တယ်အမျိုးဖျားဖြစ်တယ်အရန်ကောင်းတဲ့ဖျားဖြစ်တယ်နောက်ထပ်စက်တက်မှာတော့ထပ်ပြောတာလေးကြော်လိုက်မှာပေါ့ဒီမှာနောက်မှငြိမ်သက်ခြင်းနဲ့ဆက်ဆိုင်တော့ဖြောင့်မတ်ခြင်းကိုအကျိုးကိုခံရ၏ခံကြနောက်မှတို့ပါရေးတို့ရေးထားတယ်ဆုံးမခြင်းပြီးွားရင်ဒီအကျိုးရလက်ရှိတယ်လို့ပြောထားဖြစ်တယ်ဆုံးမရှင်ခံရရင်တေဝါမယ်လို့ပြောနေရမဟုတ်ဆုံးမရှင်ခံရရင်မင်းမခံနိုင်လို့တေဝါပေါ့လူအဲ့ဒါကျွန်တော်တရားပဲပြောမိနေလူတော်များဒါတရားတွေးခဲ့ရတယ်တရားတွေပဲရိုက်အဝင်ခံခဲ့တော့တည်ရပါသူတို့များဆုံးမရှင်ခံရဆိုမခံနိုင်တေဝါဖို့များတယ်ဆိုတော့အဲ့မျိုးတွေဒါပေမဲ့ဘုရားရှင်ရဲ့ဆုံးမရှင်ကကျွန်တော်တို့ဟိုတတ်ရှင်ရှင်အကျိုးဖြောင့်မတ်ရှင်တတ်ရှင်ရှင်နဲ့ဆိုင်တာပဲဖြစ်တယ်အဲဒါဆိုစိတ်ချလိုက်ပါဆုံးမရှင်ခင်ရဆိုဝမ်းမြောက်လိုက်ပါဟာတစ်ဖက်မှာပို့ပြီးတော့ထွက်လာတဲ့ရှင်ညာရဲ့ဆုံးမရှင်ရထွက်လာရင်ပို့ပြီးတော့တန်မာလိုက်မယ်တန်ဆွမ်းလိုက်မယ်ကိုယ့်ရဲ့စိတ်နှလုံးသားတွေအကုန်လုံးပိုကောင်းလာလိမ့်မယ်ဟာနှစ်တိမောသေဒုတိယဆောင်အခန်းကြီး3 7မှာဆိုနေရေးထားယေရှုခရစ်တရားတော်နှင့်အညီဘုရားဝတ်၌မွေ့လျော်၍နေရှင်းကအလိုရှိတော်သူအပေါင်းတို့သည်ညှင်းဆဲခြင်းကိုခံရကြလိမ့်မည်အလိုရှိတော်သူအပေါင်းအလိုရှိတဲ့သူတွေကတော့ပထမဦးဆုံးတော့ဘုရားခင်သခင်ယေရှုဘုရားခင်ကိုယုံကြည်လက်ခံတဲ့လူတွေဖြစ်တယ်နောက်ပြီးတော့ကိုယ်ဘယ်သူလဲဆိုတော့တိလာတဲ့လူဖြစ်တယ်ဒါပထမဦးဆုံးကယေရှုကိုယုံကြည်တာယုံကြည်သူပေါ့ဒုတိယတစ်ချက်ကတော့ကိုယ်ဘယ်သူလဲဆိုတော့ကိုယ်မသိကြရတော့ကိုယ်ဘယ်လောက်ဖြောင့်မတ်တယ်ကိုယ်ဘယ်လောက်တန့်ရှင်းတယ်ယေရှုဖြောင့်မတ်လို့ကိုယ်ဖြောင့်မတ်တယ်ဆိုတော့မသိသေးတွေကိုဟိုသိဖို့ရတဲ့ကြားနာခြင်းရပဲလာတယ်ယုံကြည်ခြင်းအဲ့ဒါရလာဖို့မြင်လာဖို့ပိုသိလာတယ်ဟာပိုပြီးတော့ဖျားနေပိုတူးရှင်လာတယ်ပဲပိုတူးရှင်လာတယ်ဒါပေမဲ့အဲ့မှာညှင်းဆဲခြင်းကိုခံရကြတယ်ဘယ်လိုမျိုးညှင်းဆဲခြင်းလဲအတွင်းထဲရတယ်အတွင်းထဲမှာကိုယ့်ရဲ့အတွေ့အတာကတစ်ခုလုပ်ရှင်တယ်စာတန်းနဲ့ထဲတဲ့ဥစ္စာနဲ့တစ်ခုလုပ်ရှင်တယ်လုံးမိလိုက်နေမပြောဘူးအဲ့ဒါညှင်းဆဲခြင်းခံရတယ်ဘာဖြစ်လို့ဆိုအထက်ကအသက်ရှင်တိုက်နေရတယ်ဖျားရဲ့ဝိညာဉ်ကဖျားအကြိုက်ဖျားလို့တော့တိုင်တက်ရှင်ရှင်တာနေထိုင်ရှင်တယ်ဒါပေမဲ့ဒီကအတွေးကြရတယ်ဟိုကလည်းနည်းနည်းကြည့်တဲ့ဒီကလေးနည်းနည်းနားထောင်လိုက်ကြည်လိုက်စားလိုက်နည်းနည်းလေးဘာမှမဖြစ်ပါဘူးအဲ့ဒါနေတဖြည်းဖြည်းကြီးလာတယ်ဒီအပြစ်တွေအတွေးတွေတားတွေဆွဲဆောင်ရှင်နေဒီကဝိညာဉ်ရတဲ့အဲ့မျိုးနေရအရင်စိတ်ညစ်တယ်လေရှုပ်ထွေးတယ်
ဘာလုပ်နေရလဲတနေ့ပြီးတနေ့အမျိုးတွေဖြစ်လာတယ်ဝิญဉ်ကလည်းဆွဲတယ်အတွင်းထဲရတယ်အတွင်းထဲမှာညှင်းဆဲရှင်းခံရတာပေါ့အဲ့ရဖះမကြိုက်တဲ့ဥစ္စာတွေလုပ်ရင်တကယ်ပါဒါတစ်ဖက်ကကြောဝิญဉ်ကြတော့ဖះအတွက်အသက်ရှင်နေတာအသက်ရှင်တဲ့အသက်တာနဲ့ဖြောင်းမရှင်သက်တာနဲ့အသက်ရှင်နေတာတစ်ဖက်ကလည်းစိုးတာလှုပ်ရှင်တာအသားအတွေးသားလည်းကြိုက်ရဆိုတကယ်ပါအဲ့မျိုးလေးတတော်လေးပါဘောလုံးကြည့်တာတော့လက်ဝဲထိုးကြည့်ရတော့ဂိမ်းကစားရတော့ K drama တော့တကယ်ပါ fashion တို့ဘာလို့ညာတော့တခြားအရာတွေမှာအကုန်လုံးကောင်းပါတယ်ဒါပေမဲ့ဟိုအကန့်အသတ်မရှိတော့ရင်ကိုရဲ့အတွေးခေါ်တယ်မှာပဲအမြဲတမ်းစဉ်းစားတွေးခေါ်ပေါ်လာတာလေဆိုရင်တကယ်ပါဒါတွေကမကောင်းတော့ဘူးလေကိုတော့အနောက်ရှက်ဖြစ်လာပြီလေဝิญဉ်ထဲမကြိုက်ဘူးလေဝิญဉ်မရှင်တဲ့လူတွေကတော့ပြဿနာမရှိဘူးလေဘာမှမရှိဘူးငါအေးဆေးပဲပေါ့သူတို့ကတော့ဒါပေမဲ့ဖျားရဲ့အလူတော်နဲ့အသက်ရှင်လာတဲ့လူတွေဒီဆန္ဒရှိလာတဲ့လူတွေဆန္ဒရှိလို့ရှိမှန်သိရှင်တာဒီရပဲလေအထဲမှာတိုက်နေတယ်ဆိုတာနေရခတ်တယ်ဆိုတာအဲ့ဒါဆန္ဒရှိလို့ပဲဆန္ဒဆိုပြီးတော့ငါဆန္ဒရှိတာမရှိတာလိုက်ရှာနေတာတော့ဒီတန်းမှာတိုက်နေပြီဆိုရင်အဲ့ဒါဆန္ဒရှိလို့ပဲပေါ့ဟုတ်တယ်ဘုရားရှင်ဆုံးမရှင်ကအရန်ကောင်းမြတ်လို့ဖြစ်တယ်ကျွန်တော်တို့အကျိုးအတွက်ကျွန်တော်တို့ကောင်းမှုအတွက်ရွေးဖြစ်တယ်အဲ့ဒီဥစ္စာအရန်ကောင်းတယ်ဆိုတော့ဘုရားဘလောက်ကောင်းလဲဆိုတော့ပိုတိလာတယ်ဘုရားရှင်ကိုချီးမွမ်းဖို့ဂုဏ်ပြုဖို့ honor လုပ်ဖို့ကဝင်မလေးတော့ပေါ်ပါလေးဖြစ်သွားပြီစူးစမ်းပြီးတော့လောက်ခိုင်းနေရမဟုတ်တည်းပါစူးစမ်းပြီးတော့နားထောင်ဝန်ခံ honor ယူဟိုဒါ overflow ဖြစ်လာပထမဆုံးကယုံကြည်ခြင်းမှန်တော့ပေါ့မာယွန်းရှင်ယုံကြည်ခြင်းကဖះမကောင်းဖះဆုံးမရင်တေဝနိုင်တယ်ကျူတတိထားရမယ်အဲ့မျိုးတွေပေါ့ကြောက်စရာကောင်းသင်ပေးတဲ့ဥစ္စာတွေလည်းရှိရပြောပေးတာတွေလည်းရှိရဒါပေမဲ့ဖះကောင်းတာကိုယုံကြည်စိတ်ချရတဲ့လူတွေတော့ကတော့ငါဘလို့ပဲဖြစ်နေပါစေဘလို့ပဲခက်တွေးနေပါစေငါအကျိုးအတွက်ငါကောင်းမှုအတွက်ပဲဖြစ်တယ်ဖះခင်နာမပုံကြည့်ပါစေဆိုပြီးတော့ဖြစ်လာအောင်အရှိန်တွေကောင်းတာမကောင်းဟင်တွေကကြိုးပြီးတော့ပြောတာဖြစ်တယ်ယေရှုနဲ့ပြန်မတွေ့မရှင်ကောင်းကင်ဘုံမတွားမရှင်ကျွန်တော်တို့အကုန်လုံးကဆုံးမသွန်သင်ခံရမှာဖြစ်တယ်ဘာဖြစ်လို့လဲဖះအရင်ရှိလို့ဖြစ်တယ်ကျွန်တော်တို့ကြီးထွားလာဖို့ဖြစ်တယ်ကျွန်တော်တို့ဖြစ်ရှင်အမှန်ကိုရောက်လာဖို့ဖြစ်တယ်အခုအနေနဲ့လည်းဖះချစ်ပြီးသားဒါပေမဲ့ဖြစ်ရှင်အမှန်ကိုဖះရောက်လာအောင်ဆွဲခေါ်ပြီးမှဖြစ်တယ်အရင်ရှိတဲ့အတွက်ဒီမှာပဲထားမှာမဟုတ်ဒီထိတ်ကိုရအောင်ဆွဲခေါ်သွားမှာဖြစ်တယ် Okay to God be the glory you are blessed love you see you